အဖိုင်းနေရစမှာတော့ဂျပန်ဘောလုံးအသင်းဖွဲ့ချုပ်နဲ့အကိုရဲ့လက်ထောက်အန်ရီတို့ကအချင်းများနေကြပါတယ်။အချိန်မှာလည်းအန်ရီကဘလူးလော့ဘက်ကအခိုင်အမာတစ်ခုပြောလိုက်ပါတယ်။ ကျွန်တော်တို့ဂျပန်နိုင်ငံကစတိုင်ကာကောင်းတဲ့လူချင်းဆိုရင်ဒီ project ကတခြားလို့လိုအပ်တယ် အဲ့ဆိုရင်ခီရောရဲ့ဘာလို့အလောက်ဆိုရင်ထုတ်ခံလိုက်ရလဲ။အကိစ္စရုပ်တိမရှိဘူးလို့မထင်ဘူးလား။ စတိုင်ကအလောက်လိုထုတ်ခံနေရမှာတော့သူကဂျပန်နိုင်ငံလိုကနေစတိုင်ကာတည်းကဘယ်တော့မှဖြစ်နိုင်ဘူးလေ။တစ်ဖက်မှာလည်းစကရင်မောင်မှာအကိုကြီးပေါ်လာခဲ့ပါတယ်။နှကန်းသွင်းရှောင်းကန်ခံလိုက်ရတဲ့ခီရာတယောက်မှာတော့ကျွန်တော်တော်လေးဖြစ်နေပါတယ်။အဲ့ချိန်မှာခီရာပြောပါတယ်။ဒီဘာမိုးတဲ့2မိနစ်တန်ကလေးခင်းရင်းအတွက်နဲ့ငါ့အိမ်မက်တွေပြီးသွားပြီလား။ငါတနေ့မှာစတာကာတယောက်ဖြစ်လာပြီးတော့ဂျပန်နိုင်ငံဥဆောင်ရမယ်သူလေ။ဘောလုံးဆိုတာအီကိုနဲ့ဘာမှမဆိုင်ဘူး။ team work ပဲ team work ရှင်းနိုင်ပါပဲလေ။မင်းကငါ့အိမ်မက်တွေလူနေအောင်ဆုံးတော့ဝါးလာပြောနေရလား။မင်းအဘောလုံးကိုကန်မိုးတဲ့10စက္ကန့်ရခဲ့ပြီမင်းတုံဆိုင်နေခဲ့တယ်လေ။မိနစ်9စက္ကန့်ရဲ့ဘောလုံးဝက်တစ်ပွဲမှာကစားသမားတစ်ယောက်ကဘောလုံးကိုစက္ကန့်130ပဲထိတယ်ဆိုတာမင်းသိရလား။နောက်ဆုံးစက္ကန့်မှာတော့ဘောလုံးကန်ကိုဆုံးပက်လိုက်မှဆိုရင်မင်းကအီကိုရှေ့သူတော့ဖြစ်လာမှာပဲ။ဒါမှသိလား။မင်းကဂျပန်နိုင်ငံရဲ့ဘောလုံးသမားကိုပြောင်းလဲနိုင်မယ်ဘောလုံးသမားမျိုးမဟုတ်ဘူး။ဂိုးတကူကိုရှူလို့ရတဲ့တန်းနဲ့တွတ်ဆုံနေတဲ့စတရိုက်ကတယောက်ကဘာမှတန်ဖိုးမရှိဘူးလေ။အခုလိုမျိုးမင်းထုတ်ခံလိုက်ရခဲ့ရဂျပန်နိုင်ငံရဲ့တမန်ကိုပြောင်းလဲနိုင်မယ့်စတရိုက်ကမင်းမဟုတ်တော့ပါပဲ။မင်းတို့နံပါတ်တွေလိုက်အသင်းနဲ့ခွဲပေးထားမယ်။မင်းတို့အသင်းကတော့ Tinsel ပေါ့။ပြောရရင်အားနေဆုံးအသင်းနေဆုံးအသင်းပေါ့။ Tinsel မှာဆိုရင် Ranchi, Kuron, Imamaru, Lemon, Kakamaru, Asashi နဲ့ Gron, Kunigami, Bachira နဲ့ Chikiri အီဇာကီလိုပဲဖြစ်ပါတယ်။199ဖြစ်နေတဲ့အီဇာကီကတော့အဆုတ်ဆုံးဆိုတာရပါတယ်။ဟမ်တကယ်လား။အဲ့ဒါယူတကယ်စားရမလား။ကြည့်ရတာငါတို့တင်းသက်ကသူတွေကအဆုတ်ဆုံးဟာရရတဲ့ပုံပဲ။ကြည့်ပါဦးကွာသူများလေဆိုရင်အသားပြားတွေပါတယ်နဲ့ကွာ။ရောက်တဲ့ခါမှာတော့အီဇာကီတရားအိမ်မပြောလို့အပြင်ထွက်ပဲလေ့ကျင့်ဖို့ထွက်လာခဲ့ပါတယ်။ဟမ်မင်းလည်းအိမ်မပြောဘူးလား။ငါလည်းအိမ်ပြောတော့ဒီမှာလေ့ကျင့်နေရလေ။ဟမ်ဟာလား။ဟုတ်တယ်အားစိတ်လှုပ်ရှားရင်အိမ်မပြောတာ။ခါတော့ဖုန်းထူလို့ခဲအောင်လေကွာ။လာလေ။ဟိုတနေ့ကဖွင့်တော့ဘာလို့မင်းကဘောလုံးလမ်းပေးလိုက်တာလဲအဲ့ဒါလားငါ့ခန္ဓာကိုယ်ရဲ့မွန်စတာမင်းစီကိုပေးဖို့ပြောလို့လေဟမ်မွန်စတာဘလို့ဟာမျိုးလဲကွာမွန်တာဆိုတာငါ့ခန္ဓာကိုယ်ရဲ့ဘလို့လိန်လိုက်ဘသူ့ကိုပေးလိုက်ဆိုတော့ပြောနေအကောင်ပေါ့ကွာဘာရှာငယ်ငယ်လေးကသူ့မှာမွန်စတာလိုမျိုးအကောင်တစ်ကောင်မြင်ရပြီးရောသူလဲချတဲ့အချိန်မှာအဲ့မွန်စတာသူ့ကိုကူညီပေးလေးရှိပါတယ်အဲ့ပန်းမကျူးဆိုရင်ဗီဒီယိုနဲ့ like လုပ်ပေးပြီးကျွန်တော် channel ဆော့ကတ်လုပ်ပေးကြအောင်တောင်းဆိုလိုက်ရပါတယ်ဗျပန်းမကျူးဆိုရင်လည်းကောင်းပါမှာအတန်းဝင်တက်တစ်ခုစီလောက်မဲပေးခဲ့ကြပါဦးနော်မွန်စတာဆိုတာငါတို့ကိုယ်တိုင်တော့မသိပဲသူကလောက်သွားတာမျိုးပြောရလေဒီကောင်ရုံးမြရုံးနေလားမသိဘူး။အကိုက ranking system နဲ့ကမ်မပုံတော်နဲ့ရှင်းပြပါတယ်။မင်းတို့ရဲ့အတင်းတင်းကိုနိုင်တဲ့အမှတ်ရမယ်။အဲ့အမှတ်တွေများလာလေမင်းတို့ရဲ့ level တက်လာလေပဲ။ဒီလိုနည်းနဲ့မင်းတို့ထိတ်ဆုံးတက်သွားအောင်ပါပဲ။ခြားတစ်ဖက်မှာလည်းကမ်းလှမ်းချက်ကိုညှိမိထွက်လာတဲ့ Itoshi ကိုတွေ့ရပါတယ်။ဒါမှရှိက Blue Lock Project ကိုတွေ့ရတဲ့အချိန်မှာတော့သူအနေငယ်စိတ်ဝင်စားတော့ပါတယ်။တင်းစံနဲ့ဘယ်သူနဲ့ကံမှာဆိုတော့အကိုကပြစ်ဖက်လိုက်ပါတယ်။မင်းတို့က Team H နဲ့ကံရမယ်။ဒါပေမဲ့အရင်လွယ်ကုန်နေမှာတော့မဟုတ်ဘူး။ဟမ် Team Hနောက်တနေ့မှာတော့ဘောလုံးကွင်းနဲ့ကိုတင်းဆက်ဖွဲ့သားတွေနဲ့အီဆာကီတို့ဝင်လာပါပြီ။တစ်ဖက်ကတင်းအစ်ဆက်ဖွဲ့သားတွေလည်းဝင်လာခဲ့ပါပြီ။တစ်ဖက်တင်းရဲ့ကျောင်းနံပါတ်30ဘာလို့ကတော့ကိုက်စားတော့မှကြည့်ရင်လည်းကြည့်နေပါပြီ။အီဆာကီလည်းစိတ်ထဲမှာတွေးနေပါတယ်။ငါတို့ဘယ်လိုနိုင်ရမလဲ။ဒါတော့ Blue Lock Season 1 Episode 2ပဲဖြစ်ပါတယ်။နောက်နေ့မှထပ်ပြီးတော့တွေ့လိုက်ရအောင်ပါ။